ကိုကငါးမြားတော့မှအားတော့ကိုကကိုနေနေတာကိုမှဒီကောင်ရငါးတော့မြားတဲ့ကောင်ရရပြီဆိုပြီးတော့မှကိုခေါ်တာကိုမှဝေးရနေလားငါတော့ဘာနေလဲမသိသေးဘူးပမာနဲ့ငါပမာနဲ့ငါမရမညာတော့ဆွဲနေပြီဟုတ်လေလားမဟုတ်လေလားတော့မသိဘူးအေးအကောင်ပြောတာလေချက်ချူလိုက်အောင်ပါကိုဗီဒီယိုရရမညပဲဖြစ်ပါတယ်ချက်ကန်းဆောင်ဝတိုးပြန်ပြီကွာငါလာမှပဲငါလက်ကရတော့ဆိုးတယ်ကောင်ချောသားပဲဆိုးကောင်ချောသားပဲဆိုးကောင်ဆောင်ကောင်ချောသားပဲဘာလဲငတန်းမရင်ရမညာโอเคနော်ချက်ကဆောင်တော့တူသွားပြန်ပြီရှိုးအကောင်ရှိုးလိုက်ဒီဇိုင်းကတော့ရှိုးလိုက်โอเคဒီမှာကန်းတာနေဒီပါဒီတိုက်ကန်ဒီပြန်ပြီကွာဘယ်တော့30လောက်ရှိမှာโอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ငါဆန်းကြီးကိုတွေပေါ့နော်ကျွန်တော်ဒီနေ့ဒါပေါင်ဘက်ရောက်တော့ပေါ့နော်ကျွန်တော်တငယ်ချင်းရဲ့ဒီအမြတ်ပြည်ဆိုင်နေကျွန်တော်ငရန်စာလေးကိုကိုဦးရဲ့ငရန်စာပေါ့နော် GF Blue ရဲ့ငရန်စာလေးကိုကျွန်တော်ယူခဲ့တယ်ယူခဲ့ပြီးတော့ကျွန်တော်အဟောက်ချောင်းမှာငါးချင်းချင်းလက်ဆန်းတာပေါ့နော်လက်ဆန်းတော့ကျွန်တော်ငရန်လေးကတော့ရတော့ပေါ့နော်မှာပါโอเคလိုလေးပေါ့နော်ဆိုတော့ကျွန်တော်ကဒီမှာဗာပြောချင်တယ်ဆိုတော့ဒီလိုမျိုးငရန်ရာသီချိန်စပြီးဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ငါမြန်းကြီးကိုတွေဒီလိုပေါ့မြန်ဆန်လေးနဲ့အချိန်သိမ့်မပေးရဘဲနဲ့ငရန်မြားခြင်းတယ်ဆိုရင်ဒီအပေါင်းတွေတဝိုက်အတွက်ဆိုရင်ကျွန်တော်တကယ်ချင်းAK Fishing Accessory ဆိုင်မှာဝယ်ရရှိနိုင်ပါတယ်လိပ်စာကကျွန်တော်တို့ဒီအပေါင်းမျိုးနယ်ကဘာကြီးဖျားလန်းလာလားကဘာကြီးဖျားလန်းနာမှာကျွန်တော်ရှိပါတယ်ဖုန်းနံပါတ်ကတော့ကျွန်တော်တို့အောက်ကအပေါ်မှာကျွန်တော်တို့ရေးထားပေးမှာပေါ့နော်ကျွန်တော်တို့ကားရောက်တဲ့နေရာဘယ်နေရာမဆိုပေါ့နော်အတန်ကနေလွဲလို့ကျွန်တော်တို့အကုန်ပို့ဆောင်ပေးပါတယ်ဆိုတော့ငတန်စာနဲ့ဒီချိန်မှာသုံးမယ်ဆိုရင်ကျွန်တော်ညီကိုတွေအချိန်တွေအများကြီးမသုံးရပဲနဲ့ပေါ့နော်ကျွန်တော်ဒီလိုငါးကောင်းလေးတွေကျွန်တော်တို့အချိန်တိုတွင်းကျွန်တော်မိမှာပေါ့နော်ကျွန်တော်သုံးတဲ့စာကိုဦးရဲ့ကျွန်တော် GF Blue ငတန်စာပေါ့နော်အဲ့ဒါလေးပြပေးခြင်းဖြစ်ပါတယ်အားလုံးပဲပတ်မှန်ပါ